လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ situationship သမားလေးတွေအတွက်ပေါ့နော်အဲ့ဒီကနေပြီးတော့ရီးစားအဆင့်ကိုတက်နိုင်မလားဆိုတာကိုကြည့်သွားပေးမယ်ပေါ့နော် situationship ဆိုတာဘယ်လိုလူမျိုးကိုပြောတာလဲဆိုလို့ရှိရင်သူတို့ကတငယ်ချင်းလည်းမကောက်ပေါ့နော်ဒါပေမဲ့ရီးစားလည်းမကြောက်ဘူးဆိုတော့သူတို့ပြောရမှာပေါ့နော်အဲ့တော့ကြတော့အဲ့ဒီအဆင့်ကနေတကယ်အတိတကျဖြစ်တဲ့လို့ relationship တစ်ခု relationship zone တွေကိုသွားနိုင်မှာလားဆိုတာ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်သိချင်တဲ့သူတွေအတွက်ဒီ reading လေးကရည်ရွယ်ပါတယ်เนาะဒီတော့အသက်ကလေးကိုဝအောင်ရှူလိုက်ပါပြီးသွားတဲ့အခါမှာဒီ3ပုံထဲကနေမှကိုယ့်ကိုအစွဲဆောင်ဆုံးလို့ခံစားရတဲ့ပုံကိုယ်နဲ့ energy အကိုက်ညီဆုံးလို့ခံစားရတဲ့ပုံတစ်ခုကိုစိတ်ထဲကနေမှတ်ထားလိုက်ပါနော်အခုကတော့ by one လေးတွေအတွက်ကိုဖတ်ပြပေးသွားမယ်เนาะ by one လေးတွေကတော့ပေါ့เนาะဒီ situationship ဘက်ကနေပြီး relationship ဘက်ကိုကူဖို့အတွက်အလေးတော့တာနေပေါ့เนาะ relationship ဖြစ်ခါနီးလို့ပြောလို့ရတယ်ပေါ့เนาะဒါပေမဲ့လို့ဘာရှိလဲဆိုလို့ရှိရင်အဲ့လိုမျိုးပြောင်းလဲခြင်းနေတာကအဲ့လိုတစ်ဖက်သက်ပြောင်းလဲခြင်းနေမှုတစ်ခုလိုပဲမြင်နေပေါ့เนาะကိုတယောက်တည်းကပဲပြောင်းလဲခြင်းနဲ့ကိုကပဲတစ်ဖက်ကိုခုံကူးခြင်းနဲ့ပေါ့เนาะဒီဟောင်းရကဒီလိုမသေးချာမြည်ရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့သေးချာရည်ရတဲ့ပုံစံမျိုးတစ်ခုတွေကိုသွားခြင်းနဲ့ရောက်ခြင်းနဲ့ဆိုတာမျိုးကိုတယောက်တည်းစိတ်ကရှိနေလိမ့်မယ်ပေါ့နော်တစ်ဖက်ကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကsituationship ကသာလင်းသူ့ကိုလွတ်လပ်မှုတွေပေးစေရပြီးတော့လို့ရှိရင်ဒီထားပါတော့သူနာမှာယောက်ျားလေးတော့၎င်းမိန်းကလေးတော့၎င်းလို့တခြားပေါ့နော်ဟိုဘယ်လိုပြောရမလဲစမ်းပွင့်နဲ့ပေါ့နော်အဲ့လိုလူကြီးကြားထဲမှာ तू ကဒီ relationship မရှိလို့ဒါလင်းသူ့ကိုလူချစ်လူခင်များတယ်အဲ့လိုလူကြိုက်များတယ်ဆိုတာမျိုးဒါမှမဟုတ်ရှင် तू ဆွဲဆောင်မှုရှိရဲ तू ဆွဲဆောင်နိုင်တယ်ဆိုတဲ့ပုံစံမျိုး तू ခံစားရတယ်ပေါ့နော်အဲ့တော့ तू ကအဲ့ဟာတွေကို relationship နဲ့လဲမပြစ်လိုက်ချင်ဘူးပေါ့နော်လဲမပြစ်လိုက်နိုင်ဘူးလို့မြင်ရတယ်အဲ့တော့ကြတော့အဲ့တစ်ဖက်ကတော့ situationship ဘက်မှာပဲနေချင်တယ်ပေါ့နော်ဒါပေမဲ့လို့ကိုကအဲ့လို relationship ဘက်ကိုသွားမယ်လို့ပြောတဲ့အချိန်ဒါမှမဟုတ်လို့ရှင်လဲရိပ်ရောင်နေပြရတယ်ဆိုလို့ရှိရင်လဲသူကလေကိုကိုပေါ့တင်တော့လေကန့်ကွက်မှာမဟုတ်ဘူးပေါ့နော်ဒီတိုင်းကြီးဟာငါတော့မသွားချင်ဘူးဘာညာပြောမှမဟုတ်ဖ ೇನೆ ကိုကိုဒီ situationship မှာနေရတာကဒါလင်အကောင်းဆုံးဖြစ်ကြောင်းဒီ relationship မှာဆိုလို့ရှိရင်ပိတ်မိနေမှာဖြစ်ကြောင်းပေါ့နော်ဒီမလွတ်မလပ်ဖြစ်မဲ့ကိုယ့်ရဲ့တခြားအချိန်တွေအဲ့လိုမျိုးသူများနဲ့မျှဝေရမယ်ဆိုတာမျိုးကိုပေါ့နော်ဒီပြန်ပြီးတော့တန်တရားတွေဝင်အောင်ပေါ့နော်ဟုတ်သားပဲ relationship မှာဆိုလို့ရှင်ဒါတွေကြုံရမှာsituationship ကပို့ပြီးတော့ကောင်းပါတယ်ဆိုတဲ့အတွေးမျိုးဝင်အောင်ပဲလုပ်မယ်လို့မြင်နေပေါ့နော်အဲ့တော့ကြတော့ကိုအနေနဲ့တကယ်လို့လုံးဝကိုဒီလူနဲ့မှ relationship ကိုသွားချင်တယ်ဆိုလို့ရှိရင်ပုံမှန်နဲ့လင်းမေးဖို့လိုတယ်သူစီကနေပြန်လာမဲဟာပေါ့နော်သူရမရေရမသေးစားတဲ့ဟာတွေမဟုတ်ဘဲနဲ့တကယ်ကိုပွင့်လင်းနဲ့တော့သွားချင်စိတ်ရှိလားမရှိဘူးလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြတ်သားတဲ့အဖြေတစ်ခုကိုရှာပြီးတော့မှရှေ့ဆက်ဖို့အကြံပေးခြင်းနဲ့ပေါ့နော်တကယ်လို့သူဘက်ကမပြတ်မသားဘူးဆိုလို့ရှိရင်လေအဲ့ဒါကမပြတ်မသားဆိုမြဲကိုကသူနဲ့ဆက်ပြီးတော့မဝေးနိုင်ဘူးဆိုလို့ရှိရင်ဒီ situation ရှိထမှာနေဖို့မဟုတ်လို့ရှိရင်လေကိုကသူနဲ့လို့ပြတ်လိုက်တာပဲဖြစ်ဖြစ်လောက်လိုက်လို့ရှိရင်လေကိုအတွက်အဆင်ပြေတယ်ပေါ့နော်လိုမျိုးကြီးကြေကွက်ပြိုလဲသွားမဲ့အရေးအရာမျိုးလဲမတွေ့ရဘူးပေါ့နော်အခုကတော့ by 2လေးတွေအတွက်ကိုဖတ်ပြပေးတော့မယ်เนาะ by 2လေးတွေကတော့ပေါ့နော် situationship ကနေပြောင်းချင်တယ်လို့လည်းတွေ့ရတယ်ပေါ့နော်ဒီအရင်ပြောင်းချင်တယ်ဆိုတာအရင်ပြောင်းချင်တာမျိုးပေါ့နော်လုံးဝကို relationship ဘက်ကိုအရင်ကိုသွားချင်နေရဲဆိုတဲ့ပုံစံမျိုးလည်းတွေ့ရပေမဲ့တခါမှဆိုလို့ရှိရင်တော့ကိုတိုင်းကိုကဒီ situationship ကပဲပို့ပြီးတော့ကောင်းတယ်ဒီလိုမျိုးလေးကပဲကိုလိုမခံစားရစေဘူးလို့ဒါမှမဟုတ်လို့ရှိရင်လည်းဒီလွတ်လပ်မှုပေးစေတယ်လို့ဖြစ်တယ်ပေါ့နော်နောက်ပြီးကြတော့တွေ့ရတဲ့လောက်ဆိုလို့ရှင်တစ်ဖက်ကလည်းကိုဒီတည်မလားအတီတခြားတွဲဖို့အတွက်အရေးရောင် signal တွေပြနေတဲ့ပုံတွေမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးအချိန်မှာဒါမှမဟုတ်လို့ရှိရင်နှစ်ယောက်က relationship ကိုသွားတော့မယ်ဒါမဲ့လို့တခြားအဲ့လိုအနှောက်အယှက်တွေဝင်လာပြီးတော့မှ
ပြန်ပြီးတော့ပြန်စဉ်းစားပြရစီအောင်ပြန်စဉ်းစားလိုက်အောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော် delay လောက်ထားတယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်ဒါပေမဲ့လို့ situationship ဒီ relationship ကဖြစ်လာမှာပေါ့နော်ကိုယ့်အတွက်လေဒီလုံးဝကိုနောက်ပိုင်းရောက်လို့ရှိရင်လုံးဝအခြေကျချင်တယ်ဆိုတဲ့စိတ်မျိုးပေါ့နော်ဒီလိုမျိုးမသေးချာမရေရတဲ့ဟာမျိုးတွေလည်းမလို့ချင်တော့ဘူးလုံးဝအတိတကျနဲ့ကိုအနေနဲ့ဒီဒါပါတော့ကိုဒါငါရီးစားဒါငါကောင်းလေးဒါငါကောင်းမှလေးဆိုတာမျိုးပြန်ချင်တဲ့အချိန်မျိုးတွေရှိလာမယ်ပေါ့နော်အဲ့လိုမျိုးအချိန်တွေကများလာမယ်ပြီးတော့လို့ရှိရင်ခုနပြောခဲ့တဲ့အခြေကျချင်တဲ့စိတ်ပေါ့နော်ပြောင်းလဲချင်တဲ့စိတ်အဲ့လိုမျိုးတွေကများလာတဲ့အချိန်ရှောက်လို့ရှိရင်ပြောင်းသွားလိမ့်မယ်ပေါ့နော်အကြလို့ရှိရင်နှစ်ဖက်လုံးဒီနှစ်ယောက်သဘောတူနေပြောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ relationship ဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်လေနှစ်ယောက်က officially တွဲတာမျိုးပဲဖြစ်သွားလိမ့်မယ်ပေါ့နော် officially တွဲတာမျိုးပဲဖြစ်သွားလိမ့်မယ်ဆိုတာကတခြားစိတ်ညစ်စရာတွေဘာတွေမရှိဘဲနဲ့ဒီ situation ရှင်းမှာတော့ဆိုပျော်စရာကောင်းခဲ့ဆိုလို့ရှိရင်အဲ့လိုပျော်စရာကောင်းခဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ပြီးတော့လို့ရှိရင်အဲ့ထက်ပိုတာကဒီနှစ်ယောက်ကြားထဲမှာပို့ပြီးတော့လို့တန်ရောက်စင်ကြိုးတွေအခြေကြိုးတွေပို့ပြီးတော့များလာပြီးတော့ပေါ့နော်တယောက်နဲ့တယောက်ပို့ပြီးတော့နားလည်လာမယ်ပို့ပြီးတော့တိလာမယ်ပို့ပြီးတော့တိဖို့လည်းစူးစမ်းလာကြမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့တကယ်ပြောစရာကောင်းတဲ့ relationship မျိုးပြောစရာကောင်းတဲ့အချိန်တွေမျိုးကိုပေါ့နော်ဒီ relationship ဖြစ်တဲ့အချိန်မှာခံစားရပါလိမ့်မယ်နော်အခုကတော့ by 3 လေးတွေအတွက်ကိုဖတ်ပြပေးသွားမယ်နော်by 3 လေးတွေကတော့ပေါ့နော်ကိုကဖြစ်ချင်တာဆိုလို့ရှိရင်ဒီဖြစ်အောင်လုပ်ချင်တယ်ပေါ့နော်အဲ့တော့ကြာကိုက situationship ကနေ relationship ဘက်ကိုမြန်တော့သွားချင်နေပြီပေါ့နော်အဲ့တော့ကြာတော့မြန်သွားချင်တယ်ပြီးတော့လို့ရှိရင်ရောက်ချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီတဲမတရား comment မပေးတဲ့အချိန်တွေမျိုးမှမနေချင်ဘူးပြီးတော့လို့ရှိလို့မပြတ်မသားဖြစ်တဲ့ခံစားချက်မျိုးတွေကိုမကြိုက်ဘူးဆိုတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်အဲ့တော့ကြတော့ relationship ကိုသွားနိုင်လိမ့်မယ်ပေါ့နော်အဲ့လိုသွားနိုင်လိမ့်မယ်ဆိုတဲ့အချိန်တွေမျိုးမှဆိုလို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့ဒီပြတ်သားတဲ့ဆုံးဖြတ်ချက်တွေပြတ်သားတဲ့အဖြေတွေပြတ်သားတဲ့ပြောဆိုမှုတွေလိုအပ်တယ်လို့မြင်တယ်ပေါ့နော်အတိကသူဘာပဲပြောတစ်ဖက်သူဆိုတော့တစ်ဖက်ကလူอ่ะပေါ့နော်ဘာပဲပြောဘာပဲဒီဖြေပါပဲလောက်ပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့ငါကတော့အတီတကြတွဲချင်တယ်အဲ့တော့နင်းအဆင်ပြေလားဆိုတာမျိုးပေါ့နော်အဲ့ဟာမျိုးကိုပွင့်လင်းနဲ့ပြတ်သားပြောဆိုမေးမြန်းဖို့လိုတယ်ပေါ့နော်ဒီတိုင်းအရေးအမွက်လေးပြတာလောက်နဲ့ဒါမှမဟုတ်လို့ရှင်လေဒီရေလာမြောင်ပေးလောက်တာလောက်နဲ့အဲ့လိုမျိုးလောက်နဲ့ကအစင်မပြေဘူးပေါ့နော်ကိုအဲ့လိုဘေးနားလေးမှာသူ့ကိုသွားပြီးတော့relationship လေးဖြစ်ရင်ကောင်းမှာပဲဒါမှမဟုတ်ရှင်လည်းငါတို့နေ့တစ်ခုအနာဂတ် plan တွေပါတယ်အဲ့လိုမျိုးတွေးနေလဲဒါတွေကလေတွေကအိမ်နေလို့ပဲပေါ့နော်ပျောက်ပြတ်သွားနိုင်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကအတိတကျကိုနေငါနဲ့ဆက်သွားချင်လားဆက်မသွားချင်ဘူးလားဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလုံးဝအတိတကျမေးလိုက်တယ်အတိတကျမေးရဆိုတော့အတိမေးလိုက်တယ်ပေါ့နော်အဲ့ချိန်မှာသူတို့ဘက်ကနေလဲတစ်ခုပြန်ဖြေရအောင်ပေါ့နော်သူတို့လည်းစဉ်းစားရအောင်လို့တကယ်လို့သူတို့ဘက်ကနေကိုနဲ့ရှေ့ဆက်သွားဖို့အဲ့လိုစဉ်းစားထားရကွာဒါပေမဲ့လို့သူတို့ဘက်ကနေစပြောဖို့မရှယ်ရတာမျိုးလို့ဒါမှမဟုတ်လို့ရှိလဲဆုပ်ပြည့်ဆက်တကူချဖို့မဖြစ်နိုင်တာဆိုတဲ့မချရဲတာမျိုးလို့ပေါ့နော်အဲ့လိုမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကနေပဲစလိုက်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးစလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်သူကကိုပေါ့နော်လက်ခံလိမ့်မယ်ကိုပြောတာကိုပေါ့နော်သူစဉ်းစားကြည့်ပြီးတော့ချိန်ရောက်လို့ရှိရင်လို့သူစဉ်းစားပြီးသွားတဲ့အချိန်ရောက်လို့ရှိရင်သူကိုတို့နှစ်ယောက်က relationship ကိုဖြစ်သွားမယ်ပေါ့နော်အဲ့တော့အဓိကကိုယ့်ဘက်ကပြတ်သားပြီးတော့မေးခွန်းနဲ့မေးဖို့ကိုယ့်ဘက်ကစပြီးတော့ခြေလှမ်းဖို့ပဲလိုနေတာပေါ့နော်တစ်ဖက်ကခြေလှမ်းတာကိုစောင့်မနေပဲနဲ့ကိုယ့်ဘက်ကနေပဲသွားလိုက်အဲ့ဆိုလို့ရှိရင် relationship ကိုရောက်လိမ့်မယ် relationship မှာဆိုလို့ရှိရင်လည်းကိုအနေနဲ့အဲ့လိုပျော်ရရဲဆိုတာမျိုးထပ်ပေါ့နော်ပို့ပြီးတော့ကောင်းတဲ့ဘဝတစ်ခုကိုရလာလိမ့်မယ်လို့မြင်နေပေါ့နော်